အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အမျိုးတွေအတွက်ကိုပေါ့နော်ကျွန်တော်တို့က introduce တစ်ခုလုပ်ချင်တယ်အဲ့ဒါတော့ဘာမှမဟုတ်ဘူးကျွန်တော်တို့ YouTube မှာ One Love မြန်မာဆိုတဲ့ account နဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ official account နဲ့ကျွန်တော်တို့အစီအစဉ်တွေတင်ဆက်မှာဖြစ်တဲ့အကြောင်းအမျိုးတွေကိုကျွန်တော်ကနေပြီးတော့အသိပေးတန်ကြောင်းခောက်လိုက်ပါတယ်ဗျာထုံးစံတိုင်းပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ One Love ဆိုတဲ့အဖွဲ့လေးကတော့ကြားခဲ့ပါပြီတစ်ချိန်ကစောပုကားနဲ့ One Love ဆိုပြီးတော့တချင်းတွေတင်ထားတာရှိတယ် YouTube မှာအများကြီးပဲပေါ့နော်အဲ့ဒါကျွန်တော်တို့တင်ထားတာမဟုတ်ဘူးကျွန်တော်တို့ account လည်းမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ official account ကိုကျွန်တော်တို့ညီကိုတွေ One Love ညီကိုတွေကစုပေါင်းပြီးတော့ကျွန်တော်တို့တင်ဆက်သွားမှာဖြစ်ပဲကျွန်တော်တို့ One Love အဖွဲ့လေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့က reggae guitar အားဖြစ်ပေါ့နော်ကျွန်တော်တို့ဒီတချင်းတွေကိုဖန်တီးတယ်ပြီးတော့မှဒီ reggae guitar အားဖြစ်ပဲ reggae နဲ့ဆိုင်တဲ့ပေါ့နော်ဒီတချင်းတွေခွန်အားရဖွယ်ရပေါ့နော်ဒီ message ကြီးကိုလည်းပေးဖို့အစီအစဉ်ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မကြခင်မှာတစ်ခုပြီးတစ်ခုကျွန်တော်တို့ရဲ့တင်ဆက်ထားတဲ့အစီအစဉ်တွေကိုပေါ့နော်အမျိုးတို့အနေနဲ့ဒီထဲမှာဝင်ရောက်ကြည့်ရှုနိုင်မှုအတွက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ reggae ဆိုတဲ့အဓိပ္ပာယ်က reggae ဟာသူကငြိမ်းချမ်းခြင်းရဲ့တန်စင်တစ်ခုဖြစ်ပါတယ် reggae ဟာလွတ်လပ်ခြင်းရဲ့သင်္ကေတဖြစ်ပါတယ် reggae ဟာချစ်ချင်းမြတ်တာအစစ်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ညီကိုတွေဟာအားလုံးနှလုံးသားတွေကကျွန်တော်တို့တူညီတဲ့ချစ်ချင်းမြတ်တာတွေနဲ့ကျွန်တော်တို့ထုစစ်မှာဖြစ်တယ်ကျွန်တော်တို့ကအချစ်တစ်ခုတည်းနဲ့ပဲကျွန်တော်တို့ရဲ့လိုအပ်တဲ့เนาะကျွန်တော်တို့ရဲ့ရက်ဝန်းမှာရှိနေတဲ့အရာတွေကိုကျွန်တော်တို့ခွန်အားတွေပေးကြမယ်ကျွန်တော်တို့စင်ကြယ်စရာတွေယူကြမယ်တင့်သိမ့်မှုတွေပေးကြမယ်ဆိုတော့အားလုံးဟာ One Love ဖြစ်ပါတယ် YouTube စကားနဲ့ပြောရင်တော့ကျွန်တော်တို့ကိုဗာလဲ subscriber နဲ့ like and subscribe တိုင်းပဲ like and subscribe like and subscribe လုပ်ပေးကြပါเนาะကျွန်တော်တို့ဒီ account ရဲ့ဟိုဟာလေးကိုတော့ကျွန်တော်တို့ပြီးရိုက်ပေးပါမယ်အဲ့ဒီဟာလေးမှာကျွန်တော်တို့ဝင်ရောက်ပြီးတော့ကျွန်တော်တို့ထိစပ်ကြပါအားလုံးပဲ One Love ကိုလာရောက်ဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ